ကဲဆက်လိုက်ကြအောင်ဆိုဒါတွေကြတော့ passive voice ကနေ active voice ပြန်ခိုင်းတယ်အဲ့ဒီကမှမေးထားတဲ့မေးခွန်းထဲမှာတော့သူကမေးခွန်းထဲမှာတိုက်ရိုက်ပါပြီးသား change the following into active voice passive voice ဆိုပြီးတော့လေအခုဒီမှာကြတော့ passive voice ကနေ active voice ပြန်ခိုင်းတယ် subject နဲ့ဆိုင် active voice object နဲ့ဆိုင် passive voice ဘာမှခုရှိကိုစစ်ပြင်ရေးအဲ့တော့ active voice လား passive voice လားဘယ်လိုကြည့်လဲ subject နဲ့ဆိုင် active object နဲ့ဆိုင် passive ဘုံရဲ့တပီတော့ subject လည်းမသိဘူး object လည်းမသိဆိုရင် verb တွေကိုစစ်ပါ verb to be plus verb to be verb to be plus verb to be verb to be plus verb to be အဲ့လိုတွေတွေ့နေအဲ့ဒါသိကြတယ်အဲ့ဒါ passive voice ကြီးအဲ့ဒါဆိုရင် active voice ပြန်ပြောင်းရမယ်အခု number 8ကစမယ်ဆိုတော့ပထမဆုံးစတာ promises should not be broken ဂရိယာမဖြတ်သင့်ဘူးဘယ်သူဖြတ်တယ်လို့မပါဘူးဘာလို့မပါလဲသူက by subject မသိကြလို့ by subject မသိကြတာတို့တမီတို့ကြိုက်တာကရေး I will you they he she it subject pronoun တွေရေးခြင်းရေး people everyone no one ကြိုက်တာရေးဖုံကတော့ဒါအများနဲ့ဆိုင်တဲ့အတွက် we လို့ပဲရေးမယ် we သူက subject နဲ့စတယ်နော်ပြီးရင် verb ကိုစစ်မယ် should not be broken တဲ့အဲ့ဒါဆိုရင်သူက can go shall should will will may might must be plus by infinitive တွေရင် can go shall should will will may might must be plus verb 3ပြောင်းထားတာလေအဲ့ဒါဆိုရင် should က should ပေါ့ဟလားပြီးတော့ negative ဆိုတော့ not ပေါ့သူ့ရဲ့ verb က broken ကို verb infinitive ပြန်ပြောင်းတော့ break we should not break ဘာတွေကိုလဲ promises we should not break promises ဒါဟာပဲတာလို့တမီး Number 2 a number of people have been employed by the company to deal with the customer services customer service အဆင်ပြေစေဖို့ကုမ္ပဏီကနေပြီးတော့လူအများကြီးကိုအလုပ်ခံတယ်အဲ့လူအများကြီးကအလုပ်ခံရင်ခံရဘယ်သူကခံတာလဲအလုပ်ခံတာလေကုမ္ပဏီကအလုပ်ခံတာအဲ့တော့ကုမ္ပဏီဒီ subject နေရာပြန်ရေး the company ဟလာပြီးရတဲ့ဘာလဲဘက်ကိုစစ်တော့ have been employed ဒီ has plus ဘတ်တရီတွေ့ရင် has been plus ဘတ်တရီပြောင်းတာအဲ့တော့ the company ကုမ္ပဏီဆိုတာအများတဲ့မှာအများဟလာ collective noun အစုအဖွဲ့နာမ်ဖြစ်တဲ့အတွက်အနေ has ဟုတ်ပြီနော် the company has employed ဘာတွေလဲ a number of people the company has employed a number of people နောက်က to deal with ကတော့ကူးချတာနောက်မှမရေးတော့ဘူး to deal with the customer service the company has employed a number of people to deal with the customer service number 3 the new bridge was built by the engineer ဟလား was well plus ဘယ်တရီတွေ့ထားတော့အဲ့ဒါ passive voice အဲ့တော့ active voice ပြန်ပြောင်းတော့နောက်ကသူက by the engineer ဆိုတာ subject သိကြတဲ့အတွက်ရေးထားတာအဲ့တော့ the engineers ဟလားပြန်တဲ့ back ကိုဆက်မယ် was well plus ဘယ်တရီ was well plus ဘယ်တရီ passive voice မှာတွေ့ရင်အဲ့ဒါ active voice မှာ but do တွေ့ထားလို့လေအဲ့ဒါဆိုရင် but do ထဲပေါ့ bridge the engineers built by the new bridge the engineers built the new bridge တက်ကျင်လင်းတဲ့တော်ကျင်လင်းချင်းမမေ့ကျင်လည်းပြန်စင်းသားမမားကျင်လည်းပြန်တုတ်တဲ့ဘယ်ရာမှအလွယ်လေးတော့မရှိဘူးများများလေးကျင့်ရင်တော့လွယ်သွားမှာပါပဲအခု8 9 10အရင်မှတ်လိုက်ပါဦး